Customer side မင်္ဂလာပါကဲဒီနေ့လည်း video file နဲ့လွှင့်မယ်နော်အခုကျမတို့ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ဂျားဖြတ်နိုင်နေရေးပေါ့နော်ကျမအခုအခြေအနေကိုကြည့်ရတာဂျားဖြတ်နဲ့ပတ်သက်ပြီးတော့နော် main online BGS နော်ဂျားဖြတ်နိုင်နေတယ်ဒီ KBA လဲဂျားဖြတ်နိုင်နေတယ် KNU လဲဂျားဖြတ်နိုင်နေတယ်ဒါကြောင့်မို့အခုဂျားဖြတ်နိုင်နေတဲ့သူတွေပဲရှိတယ်အခုချိန်ထိဂျားဖြတ် US ကလိုအပ်တဲ့အဓိကခေါင်းဆောင်တွေအဓိကနီးပညာရှင်တွေကိုအခုချိန်ထိတယောက်မှမမိသေးဘူးနော်ပြီးတော့မနေ့ကကျမလိုက်လွှင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့KNU ကဒီဘိုးတခွားတီးဂျားဖြန့်ရုပ်ကိုဝင်စည်းတယ်ဒါပေမဲ့ကျမနော်ဒီ DKBA ဘက်ကပြောမှဆိုရင်ပြည်သူဘက်ကပေါ့ပြည်သူဘက်ကမဟုတ်ဒီပြောမှဆိုသူအောက်ခြေဘက်ကပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့ဒါတော့အမှန်တကယ်ပါဒါပေမဲ့တစ်ဖက်ကနေကြည့်လို့ရှိရင်လေ KNU ကဒီဂျားဖြန့်နိုင်နေတဲ့ကိစ္စကိုသူတကယ်နိုင်နေမယ်နော်တကယ်နိုင်နေတယ်ပြီးတော့ပြသားနိုင်နေတယ်ဆိုရင်ကျမတို့ကကြိုးစိုးပါတယ်ကျမတို့ဖြစ်ချင်တာလေနော်ဂျားဖြန့်ပျောက်သွားဖို့ပါပဲဒါပေမဲ့နော်ဒီအခု BGS DKBA တို့လိုမျိုးပြီးတော့ဒီ main online တို့လိုမျိုး KNU ကလည်းဟန်ဆောင်ပြီးတော့ရုပ်စင်ရိုက်တာလိုမျိုးဖြစ်နေရင်တော့ကျမတို့ကတော့ဘယ်သူမျက်နှာမှမထောက်ဘူးနော်ပြီးတော့အခုချိန်ထိဒီဂျားဖြန့်နော်ဂျားဖြန့်ခေါင်းဆောင်ဂျားဖြန့်ကိုကာကွယ်ပေးတဲ့ခေါင်းဆောင် A1 တို့နောက်ပြီးတော့မောင်ချစ်သူတို့ပြီးတော့နော်စောဆန်းအောင်တို့တင်ဝင်းတို့မုတ်သုတို့အဲ့ဒီလူတွေဖမ်းမိဖို့နေတာပါအခုသူတို့ဝင်စီးတဲ့မင်းလက်ပံမြဝတီမြို့နယ်မင်းလက်ပံရွာကိုနော်မင်းလက်ပြန်ကြားဖြန့်ယုံကိုဦးစီးနေတဲ့ဘိုးသခွားသီးလားဘိုးသခွားသီးကိုတော့သူတို့ဖမ်းမမိဘူးဆိုတော့ပြည်သူတို့ရေစောက်ကြည့်ကြပါလောက်ရတိုင်းမှာအဖြစ်ရှိတယ်နော်လောက်ရတိုင်းမှာအဖြစ်ရှိတယ်အခု KNU ရဲ့ဘောမအရင်တော့မောင်ချစ်သူရဲ့ဘောမပေါ့အခု KNU ရဲ့ဘောမဖြစ်တဲ့မာယာဆန်းတို့ကဘာပြောလဲဆိုတော့ဒီလကုံရင်ဒီနှစ်ကုံရင်လားဒီလကုံရင်လားမသိဘူးသူပြောတယ်ဗလဲအခြေအနေနော်ပြောမှဆိုရင်သူတို့တွေဗလဲအခြေအနေကောင်းတစ်ခုကိုသူတို့နော်ဖြစ်လာနိုင်တယ်ဆိုပြီးတော့အမခံသွားတယ်သူ့ရဲ့အသက်နဲ့နော်အမခံသွားတယ်ဆိုတော့ကျမတို့တွေစောင့်ကြည့်ရမယ်ကျမပြောပြီးနော်ကျမကရင်လက်နဲ့ကင်ကျေးစားဘယ်လက်နဲ့ကင်မဆိုကျမမှာဗလဲအညိုးအာယာတတွေမရှိဘူးဒါမဲ့တော်လန်ရင်းနဲ့ပတ်သက်ပြီးတော့ပြည်သူကိုလက်တလုံးချလှုပ်လို့ကျမကနော်ဘလဲဝေဖန်ပြောဆိုဖိအားပေးရခြင်းပဲဖြစ်တယ်ဒါကြောင့်မို့သူတို့တကယ်နိုင်နေမယ်ဆိုရင်ကျမတို့ကြိုးဆိုတယ်အခု KNU ကတော့အခုနော်ပြည်သူအများစုကတော့ BGS DKBA ကိုမယုံကြည်ဘူးပေါ့ဒါလည်းဖြစ်နိုင်ပါလေဒါပေမဲ့ KNU ကိုအများစုယုံကြည်ကြတယ်လက်ရှိ KNU ဂျားဖြန့်ကိုနိုင်နေတယ်ဆိုပေမဲ့လေဂျားဖြန့်နော်ဒီဂျားဖြန့်ကိုဦးဆောင်တဲ့ပမွားလေးဘိုးတခွားသီးကိုတောင်မှသူတို့မဖမ်းနိုင်ဘူးဆိုတော့စဉ်းစားကြည့်ပါပြီသူတို့ကျမပြောတာမားသလားမမိသေးလားမသိဘူးစောသိတဲ့ဗီဒီယိုဖိုင်မှာလေဒီ KBA BGS ခွဲထွက်တော့ကခွဲထွက် DKBA ဖွဲ့ကို BGS မောင်ချစ်သူတို့မင်းအွန်လိုင်းတို့မူတူစေဖိုတို့စောဂျော်နီတို့ဘယ်လိုသူတို့
စီယုံသိသွင်းခဲ့တယ်လေကျမခဏပဲပြောပြတယ်သူတို့ခေါင်းဆောင်တွေကိုသူတို့ကဖိုးဆက်ပြီးတော့ရှောင်ခိုင်းတယ်ဘိုးကြော်သက်ကိုဖိုးဆက်ပြီးတော့မူတူစေဖို့ကိုတန်ဖိုးဆက်ပြီးတော့ဖို့လေဒီကိစ္စကိုငါရှင်းမယ်မင်းရှောင်ထားဆိုပြီးတော့ဘိုးကြော်သက်ကိုရှောင်ထားခိုင်းပြီးတော့အောက်ခြေကိုထိုးခွဲနော်နေဖြက်စီးခဲ့တဲ့သမိုင်းရှိခဲ့တယ်လေဒါကြောင့်မို့ကရင်ပြည်နယ်မှာ9နှစ်လုံးဒီဂျာဖြန့်ခေါင်းဆောင်လားနော်မာဖီးယားခေါင်းဆောင်လားဘယ်ခေါင်းဆောင်မှအခုချိန်ထိနော်မပြည့်စည်သေးဘူးအောက်ခြေပဲထိုးကျွေးခံထိတယ်ဒါကြောင့်မို့ဒီလိုပမွားလေးဖြစ်တဲ့ DKBA နော်ဘိုးသခွားသည်ကျမတို့မသိပါဘူးဘိုးသခွားသည်အခုသူတို့ဒီဂျာဖြန့်မင်းလက်ပန်ဂျာဖြန့်ရေကိုသူတို့ဝင်စီးတော့မှကျမတို့သိရတာဒီခေါင်းဆောင်ကထွက်ပြေးသွားတယ်တဲ့အောက်ခြေကိုသူတို့ကဖမ်းဆီးလိုက်တယ်အယောက်230ဒါပေမဲ့နော်အဲ့ဒီမနေ့ကအဲ့ဒီ DKBA ဘက်ကအောက်ခြေကပြောသွားတဲ့စကားအရာဆိုရင်သူတို့ကအငိုက်မိပြဟိုဘယ်လိုပြောမလဲသူတို့ဟိုဗလဲစီးရုပ်ပြီးတော့တိုင်ပင်မယ်ဆိုနေဆိုအမှသူတို့ကအငိုက်မိအောင်ဖမ်းလိုက်တာဘာပဲဖြစ်သူတို့ကဒီကြားဖြတ်အတွက်သူတို့နေဖို့သူတို့ပလိရဲ့လှုပ်ပြီးတော့ဘလို့ပဲလက်ဆိုင်ဟန်ဆောင်နေပါစီတကယ်သူတို့ကြားဖြတ်အတွက်သူတို့နေမယ်ဆိုရင်ကျမတို့ကြိုဆိုတယ်လက်ခံနေနော်ဘာပဲပြောနိုင်ငံရေးကိုတော့သူလက်တလုံးချလုံးလို့မရဘူး KNU နိုင်ငံရေးရိုးသားမှုရှိပါစေမရိုးသားရင်တော့အောင်မြင်မှုဘယ်တော့မှမရဘူးအဲ့တခုတော့ကြိုပြောထားမယ်နော်အခုဒီကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်လိုရောမြန်မာလိုရောထိုင်းလိုရောသူတို့နီးမျိုးစုံနဲ့နော်သတင်းပေါင်းစုံကလွှင့်ပြီးတော့ဗလဲဒီကြားဖြတ်အရောက်ဘယ်နှထောင်သူတို့ပို့လိုက်တယ်ဒီနီလန်းကလက်ရှိနော်စောက်ကောင်မနဲ့ BGS လောက်တဲ့နီလန်းအတိုင်းပဲ DKBA PC တို့လောက်တဲ့နီလန်းအတိုင်းပါပဲနိုင်ငံသားတွေကိုဖမ်းပြီးတော့သူတို့လွတ်ပေးတယ်နော်ပြီးတော့အလုသမားတွေကိုသူတို့လွတ်ပေးတယ်သူတို့ဖမ်းပြီးတော့သူတို့လွတ်ပေးတယ်တကယ်အရေးကြီးတဲ့ခေါင်းဆောင်နော်အရေးပါတဲ့ခေါင်းဆောင်ကြားဖြန့်ကိုကာကွယ်ပေးနေတဲ့ခေါင်းဆောင်တကောင်းမှမမိသေးဘူးမထူးဆန်းနေဘူးလားပြည်သူတို့ကျမတို့ကတော့စောင့်ကြည့်နေပါတယ်နော်စောင့်ကြည့်နေပါတယ်ကျမတို့နော်မင်းတို့ရဲ့လောက်ရတိုင်းမှာအဖြစ်ရှိတယ်ကြောင်ရည်ကြမငုတ်ဘူးလှုပ်လိုက်စမ်းပါနော်မင်းတို့ဒီကြားဖြန့်ကိုပြသားနေပြီးတော့ဒီကြားဖြန့်ခေါင်းဆောင်တွေကိုမင်းတို့ဖမ်းဆီးနိုင်တယ် US ကိုအနိုင်တယ်ဆိုလေကျမတို့ထိုင်တောင်းရှိခိုးမယ်နော်စောက်ကြည့်လိုက်ပါအောင်အခုချိန်ထိထူးခြားတဲ့နော်ထူးခြားတဲ့အောင်မြင်မှုတွေမရှိသေးပါဘူးချီးမွမ်းမစောပါနဲ့အောင်နော်ဒါပေမဲ့ပြည်တွင်းမှာကြတော့မနေ့ကတချို့ဖအံမြို့နယ်တွင်ကတချို့ရွာတွေမှာအဓမ္မအယိုးကောက်ပွဲမအေးလို့မင်းအောင်လိုက်အယိုးကောက်ပွဲအတွက်မဲထဲလိုက်ရတဲ့ပြည်သူတွေရှိတယ်ဘယ်လက်နဲ့ကင်ကမှမကကွယ်ပေးနိုင်ဘူးဘယ်လက်နဲ့ကင်ကမှနော်ပြည်သူကိုမဲမထဲဖို့အတွက်ဒီမအေးလို့မင်းအောင်လိုက်ရဲ့အယိုးကောက်ပွဲနော်နောက်ဆက်ဖြက်စီးဖို့ဘယ်သူမှဘယ်လက်နဲ့ကင်မှမကကွယ်ပေးနိုင်ဘူးနော်နောက်ပြီးတော့အခုဖအံမြို့နယ်ဟိုတယ်အကြီးဟိုတယ်အသေးတယောက်ကြားဖြန့်နေပြင်းနေနေပြီနော်ဒါကြောင့်မို့ချီးမွမ်းမစောပါနဲ့အိုပြီးသူတို့စောက်ကြည့်ပါသူတို့တကယ်နေနေနဲ့ဖြိုးနိုင်တယ်ဆိုရင်တော့ကျမတို့ဝန်သာစွာကြိုးစိုးပါတယ်ဟာဒါပေမဲ့အခုချိန်မှာသိတာထင်ရှားတဲ့အရွေးမရှိသေးဘူးနော်ကရင်ပြည်နယ်မှာဂျားဖြန့်ကလွဲရင်တခြားဘာတိုက်ပွဲမှာမရှိသေးဘူးအဲ့ဒါကိုပဲပြောချင်ပါလေအဆုံးလားဆိုင်